ကောင်လေးဟာငယ်စဉ်ကတည်းကမောက်မာရိုင်းဆိုင်ပြီးစာတင်ရမှာကိုအင်မတန်မုန်းတီးသူပါသူ့အမေကိုစိတ်တူအောင်လုပ်ဖို့အတွက်အမိုက်ပုံးထဲအထိဆင်းပြီးဖလင်းကွန်ကြီးကောက်ပြတဲ့အထိသူကစိုးသွမ်းခဲ့ပါတယ်ထသီးကြော်ကြီးဟာတားပြစ်သူရဲ့အပြုတ်မှုတွေကြောင့်အမြဲတမ်းခေါင်းခဲနေရပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးတယောက်ကသူ့လက်ထဲကဖလင်းကွန်ကိုရုတ်တရက်လူယူလိုက်ပြီးတခိုးတယောက်စီလှမ်းပေါက်လိုက်တာကိုကောင်လေးကအံ့အားသင့်စွာမြင်လိုက်ရပါတယ်ဒေါသထွက်နေတဲ့တခိုးကပြန်တိုက်ခိုက်ဖို့စ조사ပေမဲ့မင်းကလေးကတော့အေးဆေးဆေးနဲ့ပဲသူ့ကိုလွဲကူနှိမ်နှင်းလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့တတိကြော်ကြီးဟာမင်းကလေးကိုသဘောကျသွားပြီဒီမင်းကလေးဆိုရင်တော့ငါသားကိုစုံမနိုင်မှာပဲလို့တွေးလိုက်ပါတယ်မကြခင်မှာပဲမင်းကလေးရဲ့အဖွားဖြစ်သူပြေးရောက်လာပါတယ်တကယ်တော့ထိုတခိုးဟာအဖွားရဲ့ပတ်စံတွေကိုခိုးယူသွားတာပါအဖွားဖြစ်သူကဖျားနာနေပြီးခွဲစိတ်ဖို့ပတ်စံအများကြီးလိုအပ်နေတာကိုသိလိုက်ရတဲ့တတိကြော်ကြီးဟာသူတို့နောက်ကိုဆေးရုံအထိလိုက်သွားခဲ့ပါတယ်ဆေးရုံရောက်တဲ့အခါခွဲစိတ်စရိတ်ကဒေါ်လာ2သိန်း3,200ခန့်ကျတဲ့မယ်လို့သိရတဲ့အတွက်အဖွားဖြစ်သူကခွဲစိတ်မှုကိုလက်လျှော့ပြီးအိမ်ပြန်ပို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့မင်းကလေးကတော့ပတ်စံရအောင်ရှာပါမယ်ဆိုပြီးအဖွားကိုတားဆီးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတထေးကြော်ကြီးဝင်လာပြီးခွဲစိတ်စရိတ်ကိုငါပေးမယ်ဒါပေမဲ့ဂတိတစ်ခုတော့ပေးရမယ်မင်းငါသားကိုစာတင်ပေးရမယ်လို့ကန့်လန့်ခဲ့ပါတယ်အဖွားအတွက်ကြောင့်မင်းကလေးကသဘောတူလိုက်ပါတယ်သူမတထေးအိမ်ကိုရောက်သွားတဲ့အခါကောင်လေးကစပွဲပေါ်တက်ပြီးစာအုပ်တွေကိုစုပ်ဖြဲနေတာကိုတွေ့လိုက်ရပါတယ်မင်းကလေးကအစီကံကိုကြက်မွေးတုတ်တန်တစ်ခုယူခိုင်းလိုက်ပြီးဒီနေ့ကစပြီးငါကမင်းရဲ့ဆရာမပဲလို့ပြောလိုက်ပါတယ်ကောင်လေးကနားမထောင်ပဲရမ်းစနေတဲ့အတွက်မင်းကလေးကစိတ်မရှိတော့ပဲကြက်မွေးတုတ်တန်ကိုထုတ်လိုက်တဲ့အခါကောင်လေးကလန့်ဖြန့်ပြီးထွက်ပြေးပါတော့တယ်နောက်ဆုံးမိချင်းခံလိုက်ရတဲ့အခါမှာတော့သူအညံ့ခံပြီးစားကြိုးစားပါမယ်လို့ကတိပေးလိုက်ရပါတယ်နောက်တစ်နေ့မှာကောင်လေးကတကားဝမှာထောင်ချောက်တွေဆင်ထားခဲ့ပါတယ်မင်းကလေးထောင်ချောက်ထဲနှစ်ခါဆက်တိုက်မိသွားတာကိုကြည့်ပြီးသူကတဟားဟားရေမောနေပါတယ်မင်းကလေးကစိတ်တိုသွားပြီးသူ့ကိုကောင်းကောင်းကြီးပညာပေးလိုက်ပါတယ်တတိကြော်ကြီးလာစစ်တဲ့အချိန်မှာတော့ကောင်လေးဟာလိမ္မာရင်ကြီးစွာနဲ့စာလုပ်နေပါပြီမင်းကလေးရဲ့လေ့ကျင့်ပြီးမှုအောက်မှာသူတို့ညှင်းတဲ့အထိစာလုပ်ကြပါတယ်ကောင်လေးအိမ်ငိုက်လာတဲ့အခါမင်းကလေးကသူ့နားရွက်မှာအဝတ်လန်းကလေးနှစ်ခုနဲ့ညှပ်ပေးလိုက်ပါတယ်သူကနားရွက်ကနားတယ်စာမလုပ်ချင်တော့ဘူးလို့ညှီးတွားတဲ့အခါမင်းကလေးကသူမရဲ့နားရွက်ကိုလည်းကလေးနဲ့ပြန်ညှပ်လိုက်ပြီးငါလေးမင်းနဲ့အတူအနာခံပြီးမယ်အခုစာလုပ်လို့ရပြီလားလို့မေးလိုက်ပါတယ်ကောင်လေးဟာသူမရဲ့လောက်ရက်ကြောင့်အံ့အားသင့်သွားပြီးဆက်ပြီးခေါင်းမမာတော့ပဲစာပြန်လုပ်ပါတယ်သူမဘေးနားမှာရှိနေတဲ့အတွက်ကောင်လေးဟာဘဝကပြင်းစရာမကောင်းတော့ဘူးလို့ခံစားလာရပါတယ်ကလေးနှစ်ယောက်ကြားမှာတန်ရောစင်တွေတဖြည်းဖြည်းတိုးလာခဲ့ပါတယ်တတိကြော်ကြီးကတားဖြစ်သူစားတွေအကုန်လုတ်ပြီးတာကိုမြင်တဲ့အခါအံ့ဩသွားပြီးမင်းကလေးကိုချီးကျူးတင်တဲ့အနေနဲ့စံသားတစ်ခုတောင်းခိုင်းပါတယ်မင်းကလေးကသူမအဖွားကိုဈေးရုံမှာတွားတွေ့ကျင်တယ်လို့ပြောခဲ့ပါတယ်အဖွားဖြစ်သူကမင်းကလေးကိုမြင်တဲ့အခါပတ်စံအတွက်ကြောင့်မြေမာလေးပင်ပန်းနေရတာကိုအားနာနေခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့အဖွားရဲ့ကျမ်းမာရေးကတိုးတက်လာပြီးရက်အနှဲငယ်အတွင်းအိမ်ပြန်နိုင်တော့မှာပါနှုတ်ဆက်ရမယ့်နေ့ရောက်လာတဲ့အခါမင်းကလေးကကောင်လေးနဲ့သူ့အမိကိုနှုတ်ဆက်ပါတယ်ထသေးကြော်ကြီးကသူမကိုမခွဲနိုင်ပဲကောင်လေးတက်တဲ့ကျောင်းကိုပြောင်းတက်ဖို့တိုက်တွန်းပေမဲ့အိမ်မှာအပွားကစောင့်နေတဲ့အတွက်မင်းကလေးကညင်းပယ်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲတချိန်ကစိုးပေခဲ့တဲ့ကောင်လေးဟာပထမဆုံးအကြိမ်အဖြစ်မျက်ရည်တွေဝေးလာခဲ့ပါတယ်မင်းကလေးစီးသွားတဲ့ကားလေးဝေးရကိုပျောက်ကွယ်သွားတဲ့အထိသူငီးကြည့်နေခဲ့ပါတယ်တနေ့မှာသူမကိုပြန်ရှာတွေ့ရမယ်လို့သူစိတ်ထဲကနေတိတ်တဆိတ်သစ္စာဆိုနေခဲ့ပါတော့တယ်